ဒီမအောင်မြင်ခင်ပေါ့နော်ဘာတွေများလောက်ခဲ့သေးလဲ ဦးလေးကဘယ်ဘဲဟိုမှာလောက်ခဲ့သေးတာကွာ ဟောဘယ်မှာလောက်ခဲ့တာဘယ်မှာလောက်ခဲ့တာဆိုတော့ဒီဓာတ်တို့လမ်းတို့ပေါ့နော် မဟုတ်ဘူးစောက်တစ်ခုတည်းကိုပဲအဓိကထားလောက်တာ ဟုတ်လားဟိုတနေ့တော့ဘယ်နှချောင်းလောက်လုပ်လေဗျ 10ချောင်းပဲလောက်တယ်ကွာ စေးချောင်းလေးလား ဟုတ်တယ် မနေလို့လားဘာလို့အများကြီးမလုပ်တာ စောက်ပုံလေးဖြစ်မှာသို့လို့မလောက်တာကွာမင်းတို့လိုစောက်သုံးနေဖြစ်သွားရင်လွတ်ပြစ်မှာသို့လို့ဟေး နိုင်ငံရေးတွေမပြောနဲ့နောက်ပြီးတော့အလုပ်တွေအများကြီးလုပ်ခဲ့တယ်ဆိုတော့ဒါဟိုငငယ်ကတော်တော်ဆေးရဲခဲ့လို့ပေါ့နော် မဟုတ်ဘူးကွာတမင်ဇက်နာအောင်လို့ရှောက်လောက်ခဲ့ တမင်စမ်းအောင်လို့ဆက်လုပ်ခဲ့ ဒါနဲ့ဟိုဟာဆရာတာယာမင်းဝေးတို့ဆရာမင်းလူတို့ဆရာမင်းခိုက်စိုးတန်တို့လိုမင်းပါတဲ့နာမည်နဲ့ပေးတစ်ခုဖုံးကိုတည်တင်ထားတယ်ကွာ မင်းပါတဲ့နာမည်နဲ့ပြည့်အစ်စ်ဖွင့်ပါဟုတ်မင်းပါတဲ့နာမည်ဆိုဘာနာမည်များလဲဗျ မင်းဆောင်ကြောင်းပါလားကဲ ဟုတ်တယ်ကျွန်တော်စောက်ကြောင်းတော့မပါဘူးလေဒါပေမဲ့ဒီပြိတ္တလေးတော့နည်းနည်းလေးကြိုးပြီးတော့အတိပေးထားကြလို့ဘာနာမည်နဲ့များလဲလို့ အေးလေအဲ့ကြောင့်မင်းဆောင်ကြောင်းပါလားလို့ ကျွန်တော်စောက်ကြောင်းတော့မပါဘူးလို့ဗျဦးလေးရတယ်ဦးလေးရဲ့ပြည့်အစ်စ်နာမည်ကိုပြိတ္တကိုတီးထွားစေခြင်းလို့နာမည်လေးပြောခိုင်း အေးငါအပေးတဲ့နာမည်ကမင်းဆောင်ကြောင်းပါလားလို့ပေးနာမည်ကမင်းဆောင်ကြောင်းပါလားလို့အဲ့ဒါ နာမည်ကမင်းစောက်ကြောင်းပါလား ဟုတ်တယ် အော်နာမည်ကလေးနဲ့လိုက်တာဦးလေးဟာဆိုတော့ဒီပြည့်အစ်စ်မှာလဲဟိုလူငယ်တွေအတွက်စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အကြောင်းအရာလေးတင်ပါဖို့နော်ဦး ဟောဘူးကွာမင်းတို့လိုစော်ပြစ်ခံစော်မရှိတဲ့ကောင်တွေအတွက်ဘဝကိုအလွယ်ကူဆုံးတေချောင်းကြံနေဆိုတဲ့အရာကိုတင်မလို့ကွာမှတ်ပလား What?